နောက်တစ်ခုကကျွန်တော်တို့ discussion လုပ်ချင်တဲ့အကြောင်းအရာမှာခင်ဗျားစီးပွားရေးတစ်ခုမှာအောင်မြင်တဲ့စီးပွားရေးတစ်ခုမှာအရေးကြီးဆုံးအချက်ကခင်ဗျားဘာဖြစ်မယ်လို့ထင်လဲဒီ topic အကြောင်းကိုကျွန်တော်တို့ discussion လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့ဒီစီးပွားရေးအောင်မြင်တဲ့စီးပွားရေးတစ်ခုရဲ့တော့ချက်ပေါ့နော်အောင်မြင်မှုကဘာလို့အခြေခံလဲဆိုလို့ရှိရင်ခင်ဗျားနံပါတ်1 customer service ပေါ့နော်နံပါတ်1 customer service နံပါတ်2ကကျတော့ကိုယ့်ရဲ့ quality ပေါ့ပြောပါစေကိုယ့်ရဲ့ product ရဲ့ quality နံပါတ်3ကကျတော့ဒီ product ပေါ်မှာထားတဲ့ကိုယ့်ရဲ့မူရင်းစိတ်စေတနာပေါ့အဲ့ဒီ3ချက်နဲ့ညီမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့နောက်တစ်ခုအဲ့ဒီထဲမှာကျွန်တော်တို့ကနှလုံးသားဆိုရဲကျွန်တော်ကိုချင်းစာတရားလေဥပမာထားလိုက်ပါတော့ဗျာကျွန်တော်ကဒီပစ္စည်းတစ်ခုကိုကျွန်တော်100ပေးပြီးဝယ်တယ်ဒါပေမဲ့အဲ့100နဲ့တန်တဲ့ခံစားချက်မျိုးကိုကျွန်တော်ပြန်ရတယ်ကျွန်တော်ဘယ်လိုပြောမလဲကိုချင်းစာစိတ်ရှိရထားလိုက်ပါတော့ကျွန်တော်ကဒီ project တစ်ခုကိုကျွန်တော်ရဲ့နှလုံးသားနဲ့ကျွန်တော်ပြုတ်လုပ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစီးပွားရေးကအောင်မြင်နိုင်တဲ့အလားအလာအများကြီးရှိတယ်80နဲ့20 100% မှာကျွန်တော်တို့ကလုံးလုံးကြီးအောင်မြင်နိုင်ခြင်းရှိတယ်20% လောက်ကတော့ကျွန်တော်တို့ကဒါနည်းနည်းတော့ထားလိုက်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးစီးပွားရေးတွေကအောင်မြင်တတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က customer service ကောင်းတယ်ပြီးတော့ကျွန်တော် scale လေးရှိရပေါ့နော်ပြီးတော့ဒီ product quality good quality ကောင်းတယ်ပြီးတော့နောက်တစ်ခုကကြာကိုချင်းစာတရားရှိတယ်ပြောမှဆိုရှင်သူ့ရဲ့ဒီလောက်ထားတဲ့ဒီအရေးသွေးရဆိုလို့ရှိရင်ကျွန်တော်နှလုံးသားနဲ့ပြုတ်လောက်ထားတဲ့အရာဆိုလို့ရှိရင်ကျွန်တော်တို့ကအောင်မြင်နိုင်ကြရတော့အများကြီးရှိတယ်ဒီလိုစီးပွားရေးမျိုးကတော့လုံးဝအောင်မြင်နိုင်တယ်ဆိုတော့လုံးဝမဟုတ်ချပါဘူးဒီထက်ကျွန်တော်နောက်ထပ် topic လေးတွေမှာနောက်ထပ်ပြောမယ့် topic လေးမှာတွေ့ပါမယ်bye bye